တရဏဂုံကိုဒီရုပ်ပါတယ်ဗျာလမ်းကြောင်းရင်းနဲ့ရုပ်တယ်ဗျာတတိယလည်းရုပ်တယ်ဗျာဈေးရောင်းရင်းနဲ့ရုပ်တယ်ဗျာလူအမျိုးမျိုးအဲဒီကျိုးရင်းနဲ့ရုပ်တယ်ဗျာအရှင်ဘုရားပြောတယ်လို့ရုပ်တယ်ဗျာတတိယတို့အကိဉ္စညာအားတဲ့ကထိုင်ပြီးတော့ရုပ်ကျင်တဲ့အဲ့ဒီကဘယ်လိုမျိုးနော်ပြောရပါမယ်နော်အဲ့ဒီလူလေးကအဲ့ဒါမိစနေနော်ထိုင်ပြီးလုပ်တဲ့မိစနေအခုဘုံဘုံသင်လိုက်အဲ့ဒီအချိန်မှာကလစ်တယ်တော့အရင်အချင်းပြအောင်ကြွားတော့မယ်ဝိုင်းလာရင်လူကဖတ်တာပါအဲ့ဒါကြီးအတွက်နော်တမာတိအခုထိုင်လိုက်ပြီဆိုတာနဲ့တမာတိလူတမာတိရအားလုံးကိုတောက်တာဇန်တရားမက်တရားဘုတရားမက်တရားနဲ့ဘုတရားကဘာဝနာကဇန်တရားကသမထသမထကတမာတိတို့တမာတိမရှိဘဲနဲ့မက်တရားဘုတရားဘာဝနာကိုတက်လို့မရဘူးသဘောပါလားအဲ့ဒီတော့တမာတိရအောင်ယခင်ကဖြစ်တဲ့ခဏလေးဖြစ်တဲ့တမာတိလေးနဲ့ဘာဝနာကိုပြုပြီးဉာဏ်ပုံဉာဏ်ရဖို့ကဘုရားရှင်ရဲ့တတိတရားရှိမှရသဘောပါအကယ်၍ယဟန္တာအရှင်မထေရကြီးတတိတရားရှိရင်တော့အဲ့ဒီယဟန္တာအရှင်မထေရကြီးရဲ့ရှေ့တော်မောက်မှာထိုင်နေရင်ယဟန္တာအရှင်မထေရကြီးရဲ့အရှင်အဝါကြောင့်အဖြစ်အစည်းမရှိတဲ့အခါမှာဘာဝနာဖြစ်တဲ့ပြက်တာကိုကြည့်လိုက်ချက်ချင်းယဟန္တာဖြစ်နိုင်တဲ့အာတော်ကိုခိုင်းတယ်အခုအဲ့ဒီကိုကုမြင်နိုင်တဲ့ဘုရားရှင်ရဲ့အရှင်အဝါတဲ့နှစ်ပေါင်းကြာတယ်အစမကြာတော့ကြာယဟန္တာကြီးကလည်းအခုမရှိတော့အဲ့ဒီယဟန္တာကြီးတွေတွေ့ရင်တောင်မှလောကီစုကြီးပဲတောင်းကြည့်ရတယ်မဉ္ဇဉ်ကိုရတယ်တရားပြီးပါလားချက်ချင်းတောင်းအခုယဟန္တာဖြစ်ရင်တော့ဖြစ်ချင်မှလည်းဘုရားကဘုမှမပြောရတယ်အဲ့ဒီယဟန္တာကြီးကမင်းအခုထိုင်ယဟန္တာဖြစ်တယ်အိမ်မများတော့ယဟန္တာအဲ့ဝေးရမယ်ဒီကောင်းဒီကနောက်မှဖြစ်မှာဖြစ်ချင်တဲ့ဘုရားဖြစ်မှာအိမ်မှာတမ်းရောက်ကြတယ်တမီးရောက်ကြတယ်ဝင်းမကြတယ်ဘုရားတို့ထားပါခဲ့လို့မပြည့်သေးဘူးဘုရားလည်းဘယ်သူမှမဉာဏ်နဲ့ဒီမှာမဟုတ်တော့ပါအဲ့ဒီတော့ဘဝတိုင်းကိုတမာတိကိုဖြစ်ပြီးသွားတယ်နော်ဒီဘဝဖြစ်သွားတဲ့တမာတိနောက်ဘဝအတိတ်ပြန်မလုပ်ပါဘူးနောက်ဘဝဆက်လို့ဆက်ဖြစ်သွားတယ်အဲ့ဒီတော့အဆုံးစွန်သောဘဝကြာရင်ကိုကဘုရားရှင်တို့နဲ့တွေ့တော်တော့သူဒီမဟုတ်ရှင်ပြည့်စုံကဘုရားတို့နဲ့တွေ့တော်တော့တခါလေးကိုတမာတိကြောင့်ကိုကရှင်ပြည့်စုံကဘုရားဖြစ်သွားနိုင်တယ်ကိုကယဟန္တာဖြစ်သွားနိုင်တယ်ယဟန္တာကြီးလည်းတွေ့ယဟန္တာဖြစ်ဘုရားရှင်နဲ့တွေ့ရင်တော့အိဒီကိုလည်းယဟန်ဖြစ်မှာတထိုင်နေဒါကြောင့်တထိုင်နေတဲ့ဖြစ်ဖို့ကကိုယ်မှာဘဝပေါင်းများစွာဖြည့်ဆည်းခဲ့တဲ့ဓမ္မတိဘယ်လိုလဲအေးဓမ္မတိကိုယူတော့မယ်အေးအတွက်ကိုမယူတော့အဲ့ဒီအချိန်မှာနော်စပြီးတော့ထိုင်နေဆိုရင်ကလေးနဲ့မှတ်ရင်ကလေးသေးကိုဝင်လာပတိနဲ့မှတ်ရင်ပတိတဲ့ဝင်သွားအဲ့တော့ခန္ဓာလေးကိုဝင်နော်အဲ့ဒီတော့မြတ်စွာဘုရားကကိုစိတ်နိုင်ရင်ဟောဒီနာရောအဲ့ဒီကိုအာရုံပြုပြီးတော့
ထမပိုင်းမှာဘာမှမြင်မှာမဟုတ်ဘူးယူကြီးနဲ့စိတ်ကလေးငြင်းလာရင်ကိုကြောင်းတော့ဘုရားကိုပေါ်တော်ကြီးကြီးပေါ်လာစာပေါ်လိုက်တော့ဒီလက်လက်ကြီးတဲ့လောကစုနေကိုလိုပတ်ပေါ်တော့ဒီတော့ဘာပါအဲ့ဒီလိုဆိုအဲ့ဒါတို့အဲ့နေဟာအန်တူတော့မရဘူးဘာတွေလဲတွေးတွေဝင်လာမှနာပြီးရနော်ဘုရားပြီးတဲ့နေရာကြီးခံရတဲ့တွင်နာနော်တရားပြပေါ်မှာလို့ခန္ဓာမှာလို့လေဒီမှာအဲ့တော့ခန္ဓာရဲ့တွင်နော်တရားကခန္ဓာရဲ့တွင်တိုင်းတရားလည်းတဲ့ကပရိသေလို့လားဒီလိုတို့ဘုရားပါဠိဘယ်လိုလုပ်ပြီးကျင့်လို့ရပါခန္ဓာရဲ့တွင်ဥဒ္ဒီတော်မှာဖြစ်ဖြစ်ပြန်ကြည့်လိုက်ဖြစ်ခဲ့တဲ့အဲ့လိုမှာသဘောပေါက်တာဒါကြောင့်ဘယ်နည်းတရားတွေမြတ်စွာဘုရားညွှန်ကြားတဲ့ကတ္တမဥဒ္ဒနာရောနာပြီးပြနှုတ်ခမ်းပြနော်အပေါ်နှုတ်ခမ်းပြပြီးနေပြနေပြပြီးရင်ဝါဒါပဲအဲ့ဒီဒီတခုမရတခုတယောက်နဲ့တယောက်ဇယချင်းစိတ်ရချင်းမတူတဲ့အတွက်ရတာဒီခုချင်းမှဒီလိုကပထမဆုံးတောင်းရရမယ်ဖြစ်တော့ပြောတာလုံရင်းနဲ့လိုက်တာနော်ဘုံငယ်ငယ်တော့ဆောက်တာတွေလိုက်ဒီလိုဟိုရောက်တော့ဒီရောက်တော့ဒီကြောက်တာငါဘုံအဲသူလည်းအဲ့ဒီနေရာလေးရောက်အဲ့ကြတော့မှစိတ်ကငြိမ်သွားသူကောင်းလိုက်တော့အဲ့တော့မှကောင်းအဲ့ဒါသူလည်းတိုက်ပြီးတော့ကြည့်ရအဲ့ဒါမှမရဘူးအာမလို့နော်ကိုကအကြည့်နေတယ်အလေးနေတယ်အကြည့်မပါဘူးအဲ့တော့ရတဲ့နေရာကဆိုရင်ဒါနဲ့ပူနေရကလေးနေရတယ်သူကဒီလေးအာရုံပြုလို့မရဘူးဗတိကံမှုတဲ့နေရာအာရုံပြုလို့မရဘူးသူတို့အဲ့ဒီလိုညွှန်နေတယ်ဗတိပဲစိတ်ကရောက်တော့တယ်အဲ့ဒါမရှိလို့အာရုံမပြအောင်ပြီအဲ့တော့ခန္ဓာလေးရောက်သွားခန္ဓာလေးရောက်အောင်နော်မြတ်စွာဘုရားတချို့ပုံတော်လေးမှာရှိပါတယ်ဘာကြောင့်ဘုရားအဲ့ဒီလိုထိုင်တယ်နော်ဒီကအဲ့တော့ဘုံကပြီးနေတော့တရားမင်းကြီးအဲ့ဒါခန္ဓာလေးဆိုနေဟောအမှန်လေးပြီးဘုံကအဲ့လိုအဲ့လိုနော်တဲ့နဲ့ဘုံခန္ဓာလေးကြောင့်မှတည်တာနော်အဲ့ဒီတော့လုပ်ပုံလုပ်ပြီးဘုံတရားပြမယ်အကုန်မြင်မလားဘုရားရှင်ဒီလိုထိုင်လာမြင်လို့လာလေအဲ့ဒါဘယ်သူမှမသိဘူးအဲ့ဒါကြောင့်မသိဘူးဘုရားကလိုက်နော်ဟုတ်လားအဲ့ဒီလိုလေးထိုင်ရဘုရားတရားနဲ့သာမီဓမ္မနဲ့ဟောဒါလေးဒီလိုလေးပို့နေတာအဲ့ဒါဆိုရင်သိကမရောက်တော့ဒီမှာပို့တိနေကြပြီတိနေတော့ကြားသိရပါဘူးမရောက်ဘူးဒီဘက်ရောက်လာဒီဘက်ရောက်လာဟုတ်လားဒါပေမဲ့သူကညာတန်လို့ညာဘက်ကသိပြီးတယ်ဘယ်ကြတော့မတော့ကြတော့နော်အဲ့တော့ဘယ်ရောညာတော့အတူတူလုပ်နိုင်အောင်နေပြီးတော့တစ်ဖက်ကြောင်းတစ်ဖက်ကြောင်းအဲ့တော့ဒီလိုအာယုံပြုတဲ့အခါကိုရွတ်တယ်များအဲ့ဒီတဲ့ကြောင်းဗတိတော့ကြတယ်ဗတိတဲ့ကြောင်းတလေးနေတယ်တလေးကသွားနေတယ်တော့ပါအဲ့တော့ခန္ဓာလေးကြောင်းမှာဒီတဲ့ပြောလိုက်တော့လက်ညှိုးကနေဝင်သွားတယ်လက်နောက်ကတော့ပါတချို့ကအဲ့ဒါမျိုးကြရင်လက်ကြီးကလေးကြီးညောင်းလာဒီလိုတော့ပါရပါတယ်ကိုမညောင်းရင်ပြီးတော့သိကြရင်ပြီးတော့ဟုတ်လားနော်လက်ကလေးညောင်းပြီးဒီလိုလေးတော့ကြာဟောအဲ့ဒါလက်နဲ့ပဲဟိုကမဖြစ်ချင်ဘူးဒီလိုလုပ်ချင်လက်မှန်နဲ့ဒီကို
မ်းရံသွားတော့နော်အဲ့ဒါဘုံမှာမသိရင်လေဘုံလုံးကဇာဝတိလာပြီးဒီပြည့်ပြတာလေးပြန်ပြီးရတယ်နော်အဲ့တော့ဗဒ္ဒကကျုပ်တာပဲရောက်တော့မှဒီသဘောပါလားအဲ့ဒီလူတွေလောက်ပါအဲ့ဒါသမအစင်းနော်နောက်အစင်းတွေကဝင်ရင်တွက်ပြီးအာနာပါနနဲ့တွဲပြီးသဘောပါလားအဲ့ဒါအရင်လို့ဟုတ်အဲ့ဒါလေးကျိုးကျင်သွားပြီးအဲ့ဒါလေးမှအဲ့ဒါလေးလောက်ပါများလာရင်မထိုင်ရရင်မနေနိုင်ဘူးနော်ဟောဒီဘုရားကညကကြမှာဝိသုဒ္ဓိကုမလေးလေးနဲ့ဘာလို့သိနေလဲဘယ်ချိန်ထိုင်ရတော့ရောက်ပြန်ပြီးမှအဲ့ဒါကိုသွမ်းလာနော်ဝင်လာခန္ဓာရဲ့ဝင်လာတာနဲ့အများကြီးခန္ဓာရဲ့ဝင်လာရင်ကိုယ်အမားကြီးမြင်လာတယ်ကိုယ်အမားကိုမမြင်သေးဘူးဘဝင်သေးနော်အဲ့တော့ခန္ဓာရဲ့ဝင်ကြောင်းကိုဝင်ကြောင်းပဲဒီလိုဘယ်လိုသိမလဲပြီးတယ်ကြည့်တော့ဘုံဘုံကပြောပြတယ်ကိုယ်အမားကိုမြင်လာတာကိုယ်လောဘကိုမြင်လာမြင်လျှော့လာကိုယ်ဒေါသကိုမြင်လာမြင်ထိန်းလာအဲ့ထိန်းနိုင်တာလောဘကိုထိန်းနိုင်သဘောပါမဝင်သေးရင်တော့ဘာမှကြည့်သေးရင်မထိန်းနိုင်နော်ဘာမှကြည့်သေးရင်မထိန်းနိုင်နော်သာရုံးကိုလုံးကြည့်ပါနော်ဝါဒနာပါတဲ့နော်တရားစခန်းကြီးဝင်နေဆိုတဲ့လူတွေနော်အခုကိုယ်မှာစခန်းဝင်